90 ခုမြောက်သောစာလံအပိုင်းငယ်တမ16အမြင့်ဆုံးသောဖျားဤခွေကာယဌာနတော်၌နေသောသူသည်အနန္တတကူရှိ၏အရေးကိုသူရလိမ့်မည်ထာဝရဖျားသည်ငါကိုလုံရာငါဤရေတိုင်းငါကိုးစားသောဖျားခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စင်စစ်မဆိုဤကြောက်ကွေးနှင့်၎င်းဒီတက်သောအနာနှင့်၎င်းတင်းကိုခင်းလွတ်စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်သည်လုံခြုံစွာနေရလိမ့်မည်သစ္စာတော်သည်ဒီဤတိုင်းလွာဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောပေကို၎င်းဒီအချိန်၌ဖြစ်သောညကို၎င်းမောင်မိုက်ထဲမှလေတတ်သောကာလနာကို၎င်းဝန်တဲ့အချိန်၌ဖြစ်စီတတ်သောဥပတ်ကို၎င်းသင်သည်မကြောက်ရဒီဤအနာမှလူတထာဒီဤလက်ရဖတ်မှလူတတာလေးတော်လေးသင်ကိုမချင်မခိုင်ရသင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအဖြစ်ကိုမြင်ယုံမြတာရှိလိမ့်မည်ထာဝရဘုရားသည်ငါကိုလုံရာဖြစ်တော်မူ၏ဟုသင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်သင်၌မကောင်းသောအနိဋ္ဌာယုမကံမရောက်သင်နေရာသို့ဘေးဥပတ်မချေရသွားလေရကြ၌သင်ကိုဆောက်ရှောက်စေခြင်းကကောင်းကင်တပင်တို့အားဒီအဖို့မာထားတော်မူဖြစ်၍ဒီအချီကိုကြောက်နှင့်မတိမခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မဆာချပင်ကြလိမ့်မည်သင်သည်ချင်သိမ့်နှင့်မွေစုအပေါ်မှာကျော်သွား၍ချင်သိမ့်ပြူနှင့်နဂါးတို့ကိုခြေဖြင့်နေလိမ့်မည်သူသည်ငါကိုချစ်သောကြောင့်သူကိုငါကယ်လို့မည်ငါ၏နာမကိုတည်သောကြောင့်သူကိုငါချီးမြှောက်မည်သူသည်ငါကိုခေါ်သောအခါငါထူမည်ဒုက္ခခံရသောအခါဒုက္ခမှငါနေ၍ချမ်းသာပြီမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှည်သောအသက်နှင့်သူကိုရောက်နေစေပြီငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူအားပြမည်ဌာနသူရောက်စီတိုင်းပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးတော်မူပါစေသော